င်္ဂလာပါရှင် Drizzle Rhythm by Ammonia Program မှာပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီတစ်ပတ်မှာတော့မီမြတ်နိုးရဲ့မိုးရွာဒီနဲ့ပတ်သက်တဲ့ခန်းစားချက်လေးကိုဖော်ပြပေးလိုက်ပါရယ်ရုံးမလာခင်မိုးရွာနေလို့အိယာထဲကနေမထချင်တာမျိုးတိုက်ဆိုင်တနေ့လာနေမနက်မှရွှေ့ပြီးမိုးထားရတာမျိုးအိယာထဲမှာပဲစိတ်နဲ့နေစဉ်ပြင်မဲ့အလို့အတွက်အာတင်ပြီးထားလာခဲ့ရတာမျိုးဒါပေမဲ့လေဘလောက်ပဲမိုးရွာရုံးထဲနဲ့ရောက်လို့လုံးပေါ်ပိုင်းဖက်တွေနဲ့စုံလိုက်ရရင်တော့ဒီလိုနေ့ရက်လေးတွေကပျော်စရာအမတ်တရားတွေဖြစ်သွားရတာပါပဲအပြင်မှာမူဘဖွဲရွာနေချိန်ရုံးခန်းထဲမှာကော်ဖီနဲ့သင်းလေးနဲ့အလုံးလုံးရတဲ့ခန်းစားချက်လေးကတမျိုးလေးစိတ်ကြည်နေစေတယ်မူအေးကပြီးရဲ့ငြိမ်းချမ်းမှုဟာအိုင်ဒီယာအသက်တွေနဲ့ဖန်တီးမှုအသစ်တွေကိုပိုပြီးထွက်ပေါ်လာစေပါတယ်အားလုံးမိုးမိပြီးဖျားနာခြင်းမရှိအောင်ထီလေးဆောင်ပြီးယူဆိုင်ကြပါဦးနော်နောက်အပတ်ဒီလိုချိန်မှာလေ Drizzle Rhythm by Ammonia Program အစီအစဉ်လေးကိုစောင့်မျှော်နာဆင်ပေးပါဦးနော်